အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ပြောမှာကဘာလဲ CDF တွန်းဆန်ကနေပြီးမှလူငယ်တွေပြည်သူစစ်တင်တန်းပေးတယ်တဲ့စစ်ကောင်စီလို့ပေါ့သူတို့ CDF ထားခါထန်တလန်တော့မတိုက်ဘဲနဲ့ငါတို့အင်အားကြီးပါတယ်ဆိုပြီးမှခဏအင်အားပြနေတဲ့စီချင်းလန်းကောင်စီရဲ့အောက်ကလူတွေနော်မင်းတို့စကားရင်ကားပဲငါတို့ကျွန်တော်ချင်းအမျိုးသားတမရောဘာညာဟာခါတော့တင်းမယ်ဘယ်နေရာအကုန်လုံးတင်းမယ်ဆိုပြီးမှခင်ဗျားတို့ပြောနေတဲ့လူတွေကဘာဖြစ်လို့ပြည်သူစစ်တွေကိုလုတ်နေတယ်လဲစကားကြွရင်နှုတ်ရခဲတဲ့နော်အဲ့ဒါလို့ပေါ့ချမ်းကြွရင်နှုတ်ရတဲ့နှုတ်လို့လွယ်တယ်တဲ့ခင်ဗျားတို့စကားကြွနာကနဲတာမဟုတ်ဘူးခင်ဗျားတို့ပဲချီချဲပြောပြီးမှအခုကပြည်သူစစ်လူငယ်တွေရောဖမ်းနေတဲ့မင်းတို့ပြောတော့ချင်းညီနောင်ပဲလူငယ်တွေရောဖမ်းနေဘာညာပေါ့အခုမှဟောမှာတက်တေခင်ဗျားတို့ချင်းလဲကောင်စီအဖွဲ့ဝင်တွေနော်မင်းတို့ကဆရာကြီးလှုပ်ချင်နေတော့ငါမင်းတို့ကဘာလဲဆိုတော့ ZRA တော့စားတော့ငါတို့ကရုပ်ပါငါတို့ကရုပ်မီးမဟုတ်ဘူးတဲ့ငါပြောပြမယ်ရုံလို့ခံယူထားတဲ့လူတွေကလက်တဆုပ်စာပဲဇုံမီလို့ခံယူထားတဲ့အဖွဲကအများကြီးခမချင်းအမျိုးသားနဲ့ဇုံမီနေမနီဆိုပြီးမှသူတို့ချင်းအမျိုးသားနဲ့နာမည်တော့မှဖြတ်ပြီးမှဇုံမီနေမနီဆိုပြီးမှလှုပ်တဲ့ဘွဲမှာခမတို့အများအားမြင်နေတာပဲအဲ့ဒါဇုံမီခံယူထားတဲ့လူတွေဘယ်နိုင်ငံမှာပဲချစ်ခမတို့လက်ခံတာမလက်ခံတာငါတို့လက်ခံတာမလက်ခံတာကျွန်တော်အားပေးတာမပေးတာမဆိုင်ဘူးကျွန်တော်ပြောတာနော်ကြည့်ပါအခြေအနေမှန်ကိုကြည့်ပါငါတို့ဟာ CNSNF တို့ရချင်းပြည်နယ်ကိုအုပ်ချုပ်ခြင်းတယ်သူတို့ကပဲတကယ်အုပ်ချုပ်ခြင်းတယ်လုံနေတယ်ဒါပေမဲ့သူတို့ရဲ့အခြေအနေကဘာလို့လဲအရင်တော့ကတော့ဘယ်လက်နဲ့ကင်မှမရှိတဲ့အချိန်မှာတော့ तू ကဟုတ်တယ်နေတာပေါ့ကောင်းဟွာစကပုံတစ်ခုလို့ပေါ့ဗာလဲကြောင်မရှိကြွတ်ထဆိုတယ်လို့ပေါ့သူတို့ကကြောင်မရှိတော့ကတော့ကြွတ်လို့ထားမှကြိုက်တယ်လို့တားစီလို့မရအောင်ပြည်သူလူထုနှိမ့်ဆက်အမျိုးမျိုးလုပ်တယ်အခုကြောင်သူတို့ကြောင်ဆိုတဲ့အတိတ်ပဲသူတို့ကပြိုင်ဖက်တွေရှိလာတော့သူတို့မှာနေရထိုင်ရနေရကျင်းလာတယ်အဲ့တော့ဘာလုပ်လိုက်လဲဆိုတော့သူတို့ကနီးမျိုးစုံနဲ့အဲ့မှာပြဿနာပို့ပြီးမှရှုပ်အောင်သူတို့ကိုယ်တိုင်ကလုပ်တာဘယ်သူမှသူတို့လုပ်ခိုင်းတာမို့အခုလဲ ZRA တိုက်ဖို့တဲ့ ZRA တိုက်ဖို့ဆိုပြီးမှတွန်းဆန်မှာတင်တန်းတက်ခိုင်းလဲဆိုတော့ရီးစရာကောင်းတယ်ဟဲ့အောင်အဲ့ဒါပဲနော်ကျွန်တော်ပြောပြမယ်လက်နက်ကင်ပြီးသားလူတွေချီပဲရှိလာပြီဥပမာတစ်ခုနဲ့နိုင်မယ်ဆိုလို့ရှိရင်ညမစကပုံမှာရှင်ဆွဲထွက်ပြီးသားဘယ်သူမှပြန်ဝင်ခိုင်းလို့မရတော့ဘူးတဲ့အဲ့လိုပေါ့အခုဇုံမီဆိုတဲ့နာမည်ကလည်းထွက်ပြီးသားအစွဲတစ်ခုဖြစ်နေပြီအဲ့တော့ခမပြန်ဝင်ခိုင်းလို့မရဘူးဖြတ်လို့မရဘူးကျွန်တော်တို့ကဘလို့လက်ခံမလဲဘလို့သူတို့နဲ့ပူပေါင်းမလဲဇုံမီခံယူထားတဲ့လူတွေနဲ့ကျွန်တော်တို့ကဘလို့အစင်ပြေအောင်နေမလဲဆိုတဲ့ဟာပဲကျွန်တော်ကစူးစမ်းရမယ်ပြီးမှချင်းညီနောင်လဲထွက်ပြီးသားအစွဲပဲထွက်ပြီးသားအစွဲခင်ဗျားတို့ချင်းညီနောင်ငါတို့ချင်းအာမီလောက်ခံယူထားတဲ့စက်ကြီးအဖွဲရှိပြီးသားခင်ဗျားတို့မလာနဲ့မရဘူးမြန်မာစကားပုံရှိတယ်စင်ဆွဲထွက်ပြီးတဲ့စင်ဆွဲရောတဲ့ဘယ်သူမှပြန်ဝန်ခိုင်းတဲ့ထုံးစံလည်းမရှိဘူးတဲ့ဝန်ခိုင်းလို့လည်းမရဘူးတဲ့အဲ့လိုပဲခင်ဗျားတို့တီဖို့ကမင်းတို့ကလေတစ်ဖက်ကချင်းပြည်နယ်ထဲမှာကျွန်တော်တို့ကပြောမှတိတာမပြောမထိမနာပြောမှတိထိမှနာဆိုတယ်လို့ပေါ့အဲ့လိုပုံစံလူမျိုးတွေပဲခင်ဗျားတို့ကပြည်သူလူထုလေခင်ဗျားတို့ကမလေးမဟုတ်မကတော့ခင်ဗျားတို့ပြောနိုင်တာပဲမလွယ်ဘူး
ခမရတို့နဲ့ကျွန်တော်တို့ကပြီးမှတိတ်ပြီးမှရှင်ပြီးမှမပြောချင်ပါဘူးဒါမဲ့ဟိုတနေ့မှာကအစ3-4ခါလောက်ရှိလာပြီ challenge information ဆိုတဲ့အကောင့်ပိုင်ရှင် CNA ခွေးတရောင်းစားဒီထန်တလန်တာမဟုတ်ရင်ဟာခါတာပေါ့အဲ့ကောင်လိုက်ထွန်းပြီးမှ CPO စင်ခေါ်အမျိုးပြောနေတယ်မင်းတို့ရဲ့အဖြစ်တရားအရှိတရားကိုပြန်အရင်ကြည့်ပါ CB ဆိုတာဒီလေးနှစ်တာအရွယ်တွေပဲရှင်းပြောမယ်ဆိုခမရတို့ဒီပေါင်း39ရှိပြီးတဲ့ခမရတို့အခြေခံအခြေအနေကိုပြန်ကြည့်ပါနော်ခမရနောက်မှာပေါ်လာတဲ့လူတွေကိုခမရမဝေဖန်ဖြစ်မှာခမရရဲ့ခြေရာကဘယ်လိုခြေရာရှိတယ်လဲဆိုတာကြည့်အခု ZRA တောင်မှခမရတို့ဒီလိုလောက်တိုင်းနဲ့ ZRA ရဲ့ in up ပို့ပြီးမှတောက်လာတယ် ZRA ရဲ့နယ်မြေက ZRA ရဲ့လူဦးရေစုဆောင်းနိုင်မှုကတခြားလူမျိုးမပါဘူးနော်သူတို့ဇုံမီခံယူထားတဲ့လူမျိုးတွေကအခုကလေးကပေါ်အိုးကလေးမျိုးဖက်အကုန်လုံးကသူအတင်တန်းတာအခုတော့မှကျွန်တော်တိတယ်လို့ဆိုတင်တန်းတာက3-500လောက်ရှိနေပြီဒီတခါတင်တန်းတက်တာတော့မှဇုံမီလူငယ်တွေကတက်ကြွဖြစ်လာပြီအဲ့ဒါကြားလိုက်အဲ့ဒါမှပြဿနာပိုရှုပ်သွားမယ်ခမရတို့တတိထားခမရတို့ကလေချင်းပြည်နယ်ငါတို့ကိုစားပြိုပါတယ်ရှုံးမော်နဲ့ဟိုဘောပလိုင်းပေါက်မှာငါတို့ကဖားကောက်တယ်လို့ပဲခမရတို့ပစတ်နဲ့တော့ပလိုင်းကြီးလို့ပေါ့ခမရတို့အပြောတာပလိုင်းကြီးဒါပေမဲ့အဲ့အပေါက်ကနေဘလောက်ခုံနေတယ်လဲလူတွေကဘလို့အခြေအနေရှိတယ်လဲဆိုတော့ခမရတို့နားကုန်မလီတာစိတ်ပြည့်စရာလဲကောင်းတယ်ကွာဒီမင်းတို့တကယ်မြက်ကန်တွေနဲ့အတူတူပါပဲဟိုမြက်ကန်တစေမကြောက်ဆိုတယ်လို့ပေါ့သူကမမြင်တော့မကြောက်ဘူးလေခင်ဗျားတို့ဘာမှမဖြစ်သေးတော့မကြောက်ဘူးလို့ပြောတယ်တကယ်ခင်ဗျားတို့စင်ခေါ်နေထားတဲ့ ZRA တို့ချင်းညီနောင်တို့ AA တို့ကတာခင်ဗျားတို့တိုက်လာတဲ့အချိန်ဟာရှင်ခင်ဗျားတို့ခံနိုင်ရှိပါမလားစဉ်းစားပါအဲ့ဒါတက်တော့ခင်ဗျားတို့ဟာခါကိုတိုက်အောင်ပဲအရင်လုံးလိုက်ခမရတို့လောက်ရတွေရတော့ကိုများသွားပြီလူဘလူးမှာလဲသူစီးရှိတယ်လူမှာလဲလူစီးရှိတယ်ဆိုတော့စကားပုံလို့ရှိတာပဲလူစီးတောင်မှခမရတို့ပေါင်းကြော်လိုက်ဘယ်သူမှလက်မခံနိုင်ဘူးလူကြီးမှာလူစီမင်းစီကမှာအခုချိန်ထိခမရတို့က ZRA နဲ့အကြောင်းအမျိုးပြလိုက်ချင်းညီနောင်နဲ့အကြောင်းအမျိုးပြလိုက် AA နဲ့အကြောင်းအမျိုးပြလိုက်ပြီးမှဒီဟာနဲ့ပဲခမရတို့ကလုံးချလဲနေတာဒါပေမဲ့ခမရတို့ဘာလုပ်တဲ့တင်တယ်လဲဘာကိုင်းတင်တယ်လဲဆိုတာတော့ခမရတို့လုံးဝကိုမသိဘူးခမရတို့ချစ်ပြင်းနဲ့လွတ်မြောက်ဖို့အတွက်ငါတို့ကဘယ်လိုရုန်းကန်မလဲဘာလုပ်မလဲဆိုတာလုံးဝကိုခမရတို့ကမသိဘူးအဲ့ဒါကိုအော်တာမင်းတို့ရဲ့အတွေ့အခေါ်ထဲမှာလေမကောင်းတဲ့ဟာတွေချီပဲထည့်ပြီးမှအဲ့ဒါနဲ့ပဲတစ်ချိန်လုံးအခုချင်းကလေးမင်းတို့ရဲ့ပြောနေတဲ့ဟာကျွန်တော်အမြဲတမ်းချီနေတယ်ခမရတို့ကလေလူတွေရဲ့အထဲမှာဒီအဖွဲ့အစည်းတိုင်းရဲ့အထဲမှာဘာရှိတယ်လဲဘလို့အခြေအနေရှိတယ်လဲဆိုတော့မသိပြန်တော့မလဲလူအထင်သေးတဲ့စိတ်နဲ့ဘာတရိမှခမရတို့မမူဘူးဘောတရိမမူတော့ကူမမြင်ဆိုတယ်လို့ခမရတို့တနေ့ကျရင်အဲ့ကူထဲရောက်သွားမယ်ခမရတို့မှတရိမှမရှိပဲပြောချင်တာပြောလှုပ်ချင်တာလှုပ်တော့မင်းတို့ရဲ့ရန်သူကမင်းတို့ရဲ့ထော့မဲ့လမ်းကြောင်းတွေမှာမင်းတို့ရန်သူတွေချီပဲရှိတော့တယ်ချင်းပြင်းတဲ့တောင်ပိုင်းမြောက်ပိုင်းချိလိုက်အကုန်လုံးကမင်းတို့လိုရန်သူလိုတတ်မှတ်ထားတဲ့လူတွေကဝိုင်းနေပြီချင်းပြင်းနေအချင်းလူမျိုးအချင်းထဲမှာလဲအဲ့တော့မင်းတို့ချင်းညီနောင်တို့ AA တို့ ZRA တို့ခမရတို့အထင်သေးရင်နဲ့ဒီကောင်တို့ရကြားလို့ပေါ့စကားပုံတစ်ခုရှိတယ်တော့တမင်တလှမ်းကြားဆယ်လှမ်းဆိုတယ်လို့သူတို့ကဆယ်လှမ်းနေပြီနော်တတိထား